ဖို့မင်းသားတွေရဲ့ဆိုကခံတွေပင်တွေးပြင်းပြီးအသေးမဆွဲတင်အောင်စဘူးသားဟာရှင်မစကားကလုံးသားတွေကမတင်ထားစီကောင်းတီရှင်မမမေလက်စီရထိုင်ပါမို့လို့ကောင်းစီထောင်းရဝေးဘိုးတို့ရဲ့အဝေးကိုပဲအောင်စဘူးသားလေးဆွဲပြေစတဲ့ညမဇတ်တယ်ဆိုတာဒါမျိုးကြီးကြည့်ရမှာဗျာကဲညမမင်းသားလေးကိုကြည့်အားနေနေအောင်အိုင်ညမကိုဖြစ်ဒီဖတ်တဲ့ဒီပြောင်းလာလားဟုတ်ကဲ့လားလာလိုက်လားအခုလေးပါလေးပြီးကြအောင်လက်တရားဟိုကြားနေပဲပြင်တယ်